ကပပလာကျေဆက်ကွမ်းမအောင်မြင်ခက်ပေမဲ့ဒိုင်လူကြီးကိုပဲအားပေးတော့မယ်ဆိုတဲ့အင်းနီချင်းပေါက်ပေါ်ကြီးများတရုတ်နိုင်ငံရဲ့အမျိုးသားလက်ရွေးစင်ဘောလုံးသင်းဟာ2026ကပပလာအာရှဇိုကျေဆက်ကွမ်းကိုမအောင်မြင်ခဲ့တာကြောင့်ကပပလာဝေခွင်းနဲ့လွှဲချော်ခဲ့ရပါတယ်။ဒါပေမဲ့တရုတ်ဘောလုံးပလေးသက်တွေအတွက်ဂိုးယူစရာတစ်ခုတော့ရှိနေစေဖြစ်ပါတယ်။အဲ့ဒါကတော့တရုတ်နိုင်ငံသား FIFA ဒိုင်လူကြီးမာနင်းဖြစ်ပါတယ်။မာနင်းဟာအာရှရဲ့ထိပ်တန်းဒိုင်လူကြီးတွေထဲအတူဖြစ်ပြီးကပပလာပြက်ကွဲမှာတာဝန်ထမ်းဆောင်ခွင့်ရရှိထားသူလည်းဖြစ်ပါတယ်။လက်ယူစေတဲ့ကပပလာမတိုင်းနိုင်ခဲ့ပေမဲ့တရုတ်ပလိသတ်တွေကတော့မာနင်းကိုနိုင်ငံကိုစားပြုပုဂ္ဂိုလ်ဖြစ်တတ်မှတ်ပြီးဝိုင်းဝန်းအားပေးနေကြပါတယ်။လူမှုကွန်ရက်တွေမှာလည်းအခုတကြိမ်ကပပလာမှာတရုတ်နိုင်ငံကိုကိုစားပြုမဲ့သူဟာမာနင်းပဲဆိုတဲ့မှတ်ချက်တွေပြန့်နှံ့နေပြီးသူ့ပေါ်ချီကျူးကိုပြုမှုတွေမြင့်တက်လျက်ရှိပါတယ်။အသင်းကကပပလာဆင်မြေကိုမတက်ရောက်နိုင်ခဲ့ပေမဲ့ဒိုင်လူကြီးမာနင်းရဲ့အောင်မြင်မှုကတော့တရုတ်ဘောလုံးလောကအတွက်ဂုဏ်ယူစရာမှတ်တဲ့တစ်ခုအဖြစ်ရှိနေစေဖြစ်ပါတယ်။အခုလိုဗီဒီယိုကိုစိုးတီးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။ကျွန်တော်ကတော့ Mark ပဲဖြစ်ပါတယ်။